နိုင်ငံချင်းရိုင်ခိုင်မှာအော်တိုဘလ23ရက်နေ့တကောင်းရန်အချိန်မှာဗန်တခုအနီးမှာတွာလာနေတဲ့တန်တရာဖြစ်ပွဲအသက်35နှစ်အရွယ်တရုတ်နိုင်ငံသားတဦးကိုရဲကင်းတဲ့အဖွဲ့ကစတင်တွေ့ရှိခဲ့တာပါရဲတွေကစစ်ဆေးဖို့ချင်းကပ်ချိန်မှာသူကထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ချက်ချင်းပဲဖမ်းဆီးနိုင်ခဲ့ပါတယ်ဒီကအကြောင်းများနဲ့ငွေလဲပြည်စာတွေကိုဖမ်းဆီးရမိခဲ့ပါတယ်ဒါပေမဲ့တကယ်ကိုတုံးလုံးစရာကောင်းတဲ့တွေ့ရှိမှုကတော့သူ့ရဲ့ဟိုတယ်ခန်းကိုဆက်လက်ရှာဖွေခြင်းမှာဖြစ်ပါတယ်အဲ့ဒီအခန်းထဲကနေနောက်ထပ် ADN ကပ်ပေါင်း2058ကပ်ထိုက်ဘက်ငွေ9,300,000ကျော်နဲ့ဘဏ်အကောင့်အချက်လက်အများများကိုထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်စစ်ဆေးမေးမြန်းချက်တွေအရသူဟာ Lux ဆိုတဲ့ application ကနေတဆင့်တရုတ်အမျိုးသားတဦးရဲ့ညွှန်ကြားချက်အတိုင်းငွေထုတ်တာငွေလဲတာတွေလုပ်ပေးခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်နောက်မှုတစ်ခုမှာတော့ချင်းရဲ့မျိုးကနေလာအိုနိုင်ငံကိုပုဂ္ဂလိကကရီယာကုမ္ပဏီတစ်ခုကနေတဆင့်ဘန်စာအုပ် ADN ကတ်နဲ့စင်ကတ်တွေတရားမဝင်ပို့ဆောင်ပဲဆိုတဲ့သတင်းကိုရဲကကြိုတင်ရရှိခဲ့ပါတယ်အဲ့နောက်မှာတော့စောင့်ကြည့်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ရမှာဗန်စာအုပ်34အုပ် ADN ကတ်38ကတ်နဲ့စင်ကတ်39ခုကိုသိမ်းဆည်းရမိခဲ့ပြီးနေဆက်မှာကားရက်နာဝန်ထမ်းလုပ်နေတဲ့ထိုင်းမျိုးသားတဦးကိုဖမ်းဆီးရမိခဲ့ပါတယ်ရဲမှုမာနော့ကဒီဖမ်းဆီးရမိမှုတွေဟာရာဇဝတ်အဖွဲ့အစည်းဘလောက်ကြီးမားတယ်ဆိုတော့ကိုပြသနေပါတယ်ဒီကွန်ရက်ဟာဘဏ်အကောင့်တွေနဲ့ကတ်တွေကိုလာအိုနိုင်ငံကတရုတ်ကြားပြန်ဂိုင်းတွေစီကိုခိုးယူပို့ဆောင်ပြီးပြည်သူတွေကိုလိမ်လည်ရမှာအသုံးပြုနေတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ရဲမှုကနောက်ဆုံးအနေနဲ့ပြည်သူတွေကိုတတိပေးခဲ့တာကတော့ဒီပြည့်ဟာချင်းအိမ်မှာပဲမဟုတ်ပဲတနိုင်ငံလုံးမှာလိမ်လည်ခံနေရသူတွေအများကြီးရှိနေသေးတယ်ဆိုတာကိုပြနေပါတယ် SMS ကနေလိမ်တာsocial media ကနေလိမ်တာမျိုးလက်ပြမှုတွေကြောင့်ပြည်သူတွေရဲ့နစ်နာဆုံးရှုံးမှုတွေဟာကြီးမားနေစေဖြစ်တယ်လို့ပြည်သူတွေလိမ်လည်မှုအန္တရာယ်ကနေကာကွယ်နိုင်အောင်အသိပညာပေးလုပ်ငန်းတွေအရှိန်မြင့်လှုပ်ဆောင်သွားရမယ်လို့ပြောကြားခဲ့ပါတယ်